Okay so ကျွန်တော်ရဲ့ day 2 analysis လေးစလိုက်အောင်ဒီနေ့မှာက day 1ကို analysis လုပ်မယ်spot resistance ဆွဲမယ် day 1ဆွဲရင်အောက်က high တော့ပါ analysis ကိုgenerally ရကျွန်တော်မြင်သွားလိမ့်မယ် okay so စရအောင်ကျွန်တော်ကလွန်ခဲ့တဲ့3လပေါ့အခုကဒီဇင်ဘာဖြစ်တော့လွန်ခဲ့တဲ့3လစက်တင်ဘာ1ရက်နေ့ကစပြီးတော့ spot resistance ဆွဲကြမယ်ဒီမှာကျွန်တော် vertical line ဒီဇင်ဘာစက်တင်ဘာ1ကိုထားရတယ်ဆိုတော့ဒီမှာသူကအရှိကကျလာတယ်လိုပါလို့လေးရှိမယ်လိုပါလို့ရှိမယ်လိုပါလို့သူမှာပြီးရင် break out ဖြစ်သွားလိမ့်မယ်တော့လို့ရှိမယ်မှာ lower high ရှိမယ်ဒီနေရာလေးကိုကျွန်တော် lower low တတ်မှတ်လိုက်တယ်ပြီးရင်lower high ရှိမယ်ပြီးရင်ဒါ4 hour လည်းဖြစ်တဲ့အတွက်ဒါကိုကျွန်တော် lower low high low မတတ်မှတ်တော့1 hour မှာကျွန်တော်ဒီကောင် high low လေးပြင်လောက်မယ်စက်တင်ဘာ1ရက်နေ့ okay 1 hour ဆိုရင်ဒီကောင်ကhigh low ပြင်မယ် high low ပြီးတော့ lower high နဲ့ lower low ဆက်ဆင်းတယ်ကျွန်တော် 4 hour ဖြစ်တဲ့အတွက်ဒီနေရာလေးကိုကျွန်တော် lower low တတ်မှတ်တော့ဒီထီကိုကျွန်တော် lower low တတ်မှတ်လိုက်မယ်ပြီးရင် lower high လေးရှိမယ်ပြီးရင် lower low ဆက်လာမယ် lower high နဲ့ဒီမှာ lower high သွားမယ်ပြီးရင်ဆက်လာတဲ့ trend က lower low ကို break out ဖြစ်မယ်နဲ့ higher low နဲ့ပြီးသွားတယ် high low ပြီးရင် high high ဆက်လာတယ် high high ပြီးရင် higher low ပြီးရင် high high ဆက်လာမယ်ဆိုတော့ဒီနေရာလေးတွေကိုကျွန်တော်resistance အနေနဲ့မဆွဲတော့ဘူးဒီဟာကိုကျွန်တော် higher high resistance နဲ့ကျွန်တော်ဆွဲရနိုင်တယ် high high ပြီးရင် higher low ပြီးရင်ဒီကောင်က high previous higher high ကို break out ဖြစ်ပဲနဲ့ lower high နဲ့ပြီးသွားတယ် higher high ပြီးရင်ဒီနေရာမှာကျွန်တော်lower low ထပ်လာတယ် previous higher low ကို break out ဖြစ်ပြီးတော့ lower low ထပ်လာတယ် lower low ရရင်low high လာမယ်ဒီနေရာကို lower high အနေနဲ့တတ်မှတ်လိုက်ရတယ်ဆိုတော့ကျွန်တော်ဒီနေရာကိုတတ်မှတ်လိုက်တယ်အဲကြောင့်ဘာလို့လဲပြီးခဲ့တဲ့ဒီနေရာ lower high တတ်မှတ်ဆိုရင် lower high ကိုကောင် break out ဖြစ်ပြီးတော့ break out ဖြစ်သွားလို့ပေါ့ပြီးရင်ဒီဟာ lower low ပြီးရင်ဒီကောင် higher low နဲ့လာပါတယ် higher low နဲ့လာပါတယ် higher low ပြီးရင်high high ဆက်တက်သွားတယ်previous lower high ကိုဖောက်ပြhigh high တက်သွားတယ်ပြီးရင်higher low ဆက်လာမယ် higher low ပြီးရင်ဒီကောင် previous high high ကို break out ဖြစ်ပြီးတော့ high high ထလာတယ်ပြီးရင်ဒီမှာ previous higher low ကို break out ထဖြစ်တယ် break out ဖြစ်တော့ lower low ထလာတယ် lower low lower high ပြီးရင် lower high ပြီးရင် lower low ထလာမယ် lower low lower high လက်ရှိမှာတော့ lower low နဲ့ပြီးနေတယ်သူကဘယ်ကိုဆက်သွားနေလဲဆိုရင် lower high ကိုဆက်သွားနေတယ်ဆက်သွားနေတော့ဒီနေရာဝန်းကျင်လောက်ထိဈေးတန်းသွားနိုင်တယ်ဈေးတန်းโอเคတော့ကြားတဲ့ဇုံလေးရောဒီနာဇုံလေးပေါ့ဒီကနေဇုံလေးတော့ကြိုက်တယ်โอเคဒီကဒီထိလာနိုင်တယ်လာပြီးရင်ဆက်ကြနိုင်လို့ရှိတယ်အဲဆိုတော့ကျွန်တော် daily ရကြည့်မယ်ဆိုရင် daily ရကြည့်မယ်ဆိုရင်သူကအထရောင်းကိုသွားနေတာအဲဆိုတော့ဒီပြီးခဲ့တဲ့ဒီဩဂတ်စ်4ရက်နေ့မှာဖြစ်ခဲ့တဲ့resistance ကိုသူက break out ဖြစ်တာတဲ့ break out ဖြစ်ပြီးတော့သူက receiver လာနေတဲ့အတွက်ဘယ်နာထိလာနိုင်လဲဆိုရင်ကျွန်တော်အနေနဲ့ဆိုရင် okay ဆိုတော့လက်ရှိမှာသူကပြီးခဲ့တဲ့
resistance ဆုံးထိတော့ဈေးရောက်လာပြီဆိုတော့သူကဒီလိုမျိုးလဲကြားနိုင်တယ်လို့ဒီလိုမျိုးလေးထိပြီးတော့ပြန်ပြီးလက်တက်နိုင်တယ် Okay so ကြောင်လားတက်မလားဆိုတော့ဒီနေရာမှာနောက်နေ့ပဲမှာတော့ကျွန်တော်တွေ့ရမှာပေါ့ Okayပြီးရင်လက်ရှိမှာ DH ပိုင်းကဈေးကအကြဘက်ကိုသွားတယ်လိုဝဟိုင်းနေဈေးကအကြဘက်သွားနေတယ် DH ပိုင်းကျနေတဲ့အတွက် DH ပိုင်းကျနေတဲ့အတွက် USD နဲ့ဆက်ကောင်တွေကတက်နေမယ် USD နဲ့ဆက်ကောင်တွေကဈေးကကျနေမယ်ဆိုတော့ကျွန်တော် USD rate ကြည့်အောင် USD rate လို့ဈေးကတက်နေမယ်ပြီးရင်တခြား GB တို့ AUD တို့အကုန်လုံးကဒီ NZD USD တို့အကုန်လုံးကတက်နေမှာပြီးရင်ကျန်တဲ့ကောင်တွေက GB အပြေကျနေနိုင်မယ် USD JPY တို့ USD ကတော့ကြာမကောင်းဘူးကျွန်တော် analysis ပြန်လုပ်ပြီးရှိအောင် USD JPY ဘာလို့ဒီလိုဖြစ်နေလဲဒါဆိုရင်DAY ကျနေမှာဆိုရင် USD CAD နဲ့ USD CAF ကလည်းအကြဘက်ကိုဦးတည်နေမယ်ပြီးရင်အပေါ်က USD GB USD AUD USD AZ USD ဒီဟုတ်ငါလည်းအတက်ဘက်ကိုသွားနေမယ် Okay ဆိုတော့ကျွန်တော်ခွင့်ရတော့ကျွန်တော်တီးတဲ့ analysis ထပ်ပြီးတော့လုပ်မယ်မရှိ day 2မှာတော့ day 4 hour time frame မှာ support and resistance ဆွဲရတာဒါပဲ